မင်္ဂလာပါ YouTube audience နဲ့မတွေ့ရတာတပတ်ကျော်လောက်ရှိပါပြီပေါ့နော်အဲ့ဒီတပတ်တော်တွင်းမှာကျွန်မကတင်လေးတစ်ခုရက်တို့တင်လေးတစ်ခုတက်နေတဲ့အတွက်ကြောင့်မို့လို့ဗီဒီယိုတွေလုပ်ဖို့ကိုကျွန်မမအားလက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်မရဲ့အားနည်းချက်တစ်ခုကဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီတင်လေးတက်မယ်ဆိုလို့ရှိရင်ကျွန်မဗီဒီယိုတွေကိုကျွန်မတပတ်စာကြိုတင်လေးတကယ်ကတော့စီစဉ်သွားရမှာပေါ့နော်စီစဉ်ပြီးတော့ကျွန်မဆက်ကျူးနဲ့တင်ခဲ့ရမှာပေါ့ဒါပေမဲ့ကျွန်မမလုပ်နိုင်ခဲ့ဘူးပေါ့နော်အဲဒါကြောင့်မလို့တကယ်ကတော့အဲ့ဒါမကောင်းဘူးပေါ့နော် YouTube ကသူ့ရဲ့ algorithm အရဆိုလို့ရှိရင်အမြဲတမ်းပုံမှန်တင်ဆက်နေတဲ့သူတွေကိုဒါပို့ပြီးတော့အားပေးတယ်ပေါ့နော်အဲ့တော့ကျွန်မရဲ့ဗီဒီယိုတွေကငကောမှ view နေရတဲ့အတဲပေါ့နော်ပို့ပြီးတော့ကျွန်မရဲ့ဒီတပတ်စာပြက်ကွက်မှုအတွက်ပို့ပြီးတော့ view နေသွားနိုင်စရာအကြောင်းရှိတယ်ပေါ့နော်ဒါပေမဲ့လည်းမတက်နိုင်ဘူးအဆင်ပြေတဲ့ချိန်အားစားပြီးတော့ကျွန်မပြန်ပြီးတော့အားသွန်ခွန်ဆိုင်လုပ်ရမှာပဲပေါ့နော်ဗီဒီယိုမတင်ပြတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုလည်းရှိပြီးတယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့စိတ်တက်ကြတာဘာကြောင့်လဲဆိုတော့ကြားလေး view တွေကနဲလေပေါ့နော်အဲ့ဒါကြောင့်မလို့စိတ်တက်ကြတာလည်းပါပါတယ်အားသွန်ခွန်ဆိုင်ဆိုတာတက်ပေါ့နော်ကျွန်မရဲ့ဒီဗီဒီယိုတခုဖန်တီးဖို့အတွက်အားသွန်ခွန်ဆိုင်စူးစမ်းရမယ့်နေရာမှာကျွန်မတင်တဲ့တခုမှာအားသွန်ခွန်ဆိုင်သွားပြီးတော့စူးစမ်းနေခဲ့တယ်ပေါ့နော်YouTube ပေါ်မှာဗီဒီယိုတင်ဖို့အတွက်ကျွန်မမှာပြည့်ဝတဲ့လုံလောက်တဲ့ energy မရနိုင်ဖြစ်နေတယ်အဲ့တော့အဓိကကတော့ပေါ့နော် view တွေမရအောင်ပေါ့နော် view တွေမရအောင်ပြီးတော့ချက်ချင်းပေါ့နော်ကျွန်မဗီဒီယိုတွေအခုဆိုရင်68ပုတ်ရှိသွားပြီပေါ့နော်ဒါပေမဲ့ဝုန်းကလေးပေါက်တဲ့ဗီဒီယိုမျိုးလည်းကျွန်မမှာမပါဘူးပေါ့နော်ဖြည်းဖြည်းချင်းတော့တက်လာတယ်အဲ့တော့ဆရာသမားတွေကတော့အားပေးတယ်ပေါ့နော်ဒီလိုရဲ့content creator တွေဆိုတာပြီးတော့ကျမတို့လူမျိုးဒီပေါ့နော် knowledge တွေဖြန့် knowledge တောင်းနေပဲပြောတဲ့content တွေဆိုလို့ရှိရင်လူတွေကလိုမှပဲလာတယ်လीเนาะအဲ့ဒါတော့သဘောပေါက်ပါတယ်ဒါပေမဲ့ဗီဒီယိုတွေတင်တိုင်းမှာ view တွေကနည်းနည်းလာတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါအတွက်လည်းနည်းနည်းလေးစိတ်တက်ကြတဲ့အပိုင်းလည်းပါပါတယ်အဲ့ဒါကြောင့်မလို့ကျမရဲ့အားရင်တွေကိုပဲတင်ထဲမှာသွားပြီးတော့အသုံးချနေတဲ့အတွက်ကြောင့်မို့လို့ဗီဒီယိုရိုက်ဖို့ရအတွက်ကျမပြက်ကွက်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့ကတော့ကျမမှာ energy ကောင်းလေးပြင်ရတယ်အဲ့ဒါဘာလဲဆိုတော့ဒီမောင်လေးရဲ့မေးခွန်းပေါ့နော်အဲ့ဒါကျမရဲ့ဒီ energy ကိုပြန်ပြီးတော့ကျမရဲ့ဒီကိုပါပေါ့နော်စိတ်သက်သာနေတဲ့စိတ်ကိုနည်းနည်းလေးဆွဲတင်ပေးလိုက်တာနဲ့တွေ့ရပေါ့နော်မနက်ကတော့စဉ်းစားမိတယ်ငါဒီကျမရဲ့ဗီဒီယိုတွေမှာပေါ့ဗီဒီယိုမှာ comment ကောင်းလေးတစ်ခုလောက်တော့လာပြီးတော့မှတ်ကြရင်ကောင်းမယ်ပေါ့နော်မနေ့ကမှစဉ်းစားမိသေးတယ်comment ကောင်းလေးကိုငါပြန်ဖြေရင်းနဲ့ငါရဲ့ဗီဒီယိုတွေပြန်လုပ်ဖို့အတွက်ငါအားရင်ယူနိုင်တယ်ပေါ့နော်အဲ့လိုလေးစိတ်ကူးမိလိုက်တယ်တကယ်လဲနေလေကြတော့နော်ဒီ comment လေးကိုကျွန်မတွေးလိုက်ရတော်တော်လေးလည်းအအောင်ပြီးပျော်သွားတယ်ပေါ့ပထမရက်တင်မှာကျွန်မစိတ်သက်ကြနေတာဘာကြောင့်လဲငါရဲ့ဗီဒီယိုတွေငါဖန်တီးတဲ့ဗီဒီယိုတွေကသူများတွေအတွက်အသုံးမလိုဘူးလားသူများတွေအတွက်ပေါ့နော်ဒီဘ ഹു တုတမျိုးဖြစ်စေဘူးလားပေါ့နော်အပူတွေများဖြစ်နေမလားဆိုရင်စိတ်ကူးပေါ့အဲ့ဒါကြောင့်မို့မလားသူတို့ကငါရဲ့ဗီဒီယိုတွေကိုမကြည့်ကြလားအဲ့လိုမျိုးစိတ်ကူးမိတယ်ပေါ့နော်အဲ့ဒါလည်းပါတယ်အဓိကကျမရဲ့ energy ကိုဆွဲချတဲ့အကြောင်းကြီးကအဲ့ဒီအတိုးရေးကြောင့်မလို့ပေါ့နော်အခုဒါပေမဲ့ဒီနေ့တွေ့လိုက်တဲ့မောင်လေးရဲ့ comment လေးလည်းတွေ့ရောငါရဲ့ဗီဒီယိုကိုဒေချာလေးလာကြည့်ပြီးတော့အဲ့လိုမျိုး comment လေးပေးသွားတဲ့သူလည်းရှိပါသေးလားကျမပေးလိုက်တဲ့အရာကပေါ့နော်သူတို့အတွက်လိုအပ်တယ်ဆိုတဲ့ feeling ပေါ့နော်အဲ့လိုခံစားချက်လေးကကျမရဲ့ဒီပေါ့နော် energy ကိုပြန်ပြီးတော့ဒီနေ့လမ်းဆန်းပြီးတော့တက်ကြွလာစေပေါ့နော်အဲ့တော့တို့မပြင်းမလေးလည်းကျေးဇူးတင်ပါတယ်ကျမရဲ့ဒီဗီဒီယိုလေးတွေမှာဆိုလဲပေါ့နော်အာမနာတန်းကျမကို comment လေးတွေလာပြီးတော့မှန်ပေးပြီးတော့သိချင်တဲ့ကြောင်းလေးရှင်လာပြီးတော့မေးလို့ရပါတယ်ပြီးတော့ comment တင်မှမဟုတ်ပါဘူးပေါ့နော်ဒီဗီဒီယိုမှာကျမရဲ့ဒီတင်ပြပုံတင်ဆက်မှုပေါ့နော်အားလုံးနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတယ်ဆိုရင်လည်းကျမကလက်ခံဖို့အသင့်ပါပဲပေါ့နော်ဘလို့ဝေဖန်မှုကိုမျိုးဖို့မစိုးကျမကလက်ခံဖို့အသင့်ပါပဲပေါ့နော်ဝေဖန်နေဆိုတာကလည်းပို့လာပြီးတော့ comment နဲ့ဝေဖန်နေဆိုတာကလည်းကျမကဒါဂယုဆိုင်လို့အားပေးလို့ဆိုပြီးတော့ကျမကဒီလိုပဲခံယူထားပဲပေါ့နော်ဒါကြောင့်မလို့ကောင်းတဲ့ negative comment ပဲဖြစ်ဖြစ်positive comment ပဲဖြစ်ဖြစ်ပေါ့နော်ကျမအရာလုံးကိုလက်ခံထားဖို့အသင့်ပါပဲဒါကြောင့်မို့လို့ကျမရဲ့ဗီဒီယိုလေးမှာမိတ်ဆွေတို့နဲ့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် feedback တွေတစ်ခုခုလာပေးတယ်ဆိုလို့ရှိရင်ကျမအနေနဲ့အရန်ကိုအင်အားဖြစ်စေပါတယ်နောက်ပြီးတော့ energy တွေလည်းတက်စေပါတယ်ပေါ့နော်ဒီလိုမဲရတဲ့အကြောင်းရင်းတွေမှာစိတ်သက်ကြတာလည်းပါတယ်ဆိုတာကျမရှိမှပြောခဲ့ပြီးပြီပေါ့နော်ဟုတ်ပါတယ်တကယ်ကတော့လေကျမတို့ content creator တွေဆိုတာလေဘလို့ပဲစူးစမ်းတင်တယ်ပေါ့အခုကျမဆိုရင်17လပိုင်းလောက်တည်းကလောက်လာတာပေါ့နော်ပြီးခဲ့တဲ့နေ့ဆိုထားအောင်6လနေရှိပြီပေါ့နော်ရှိတဲ့ခါကျတော့
12 ဆို9လကျော်6လနေရှိခဲ့ပြီပေါ့နော်အဲ့တော့ခါကျတော့ဗီဒီယိုအနေနဲ့လည်း68ပုံဒီမှာဖန်တီးပြီးသွားပြီအဲ့တော့ဒီချိန်နေဆိုလို့ရှိရင်ပေါ့နော်တော်တော်လေးကျမကဒီပေါက်ရောက်မြမဲ့အနေထားပေါ့နော်သူများဗီဒီယိုတွေကြတော့ပေါ့ကိုကစဉ်းစားပြလိုက်တာသူများဗီဒီယိုတွေကြတော့ပေါ့တစ်လအတွင်းတချို့ဆို3လလောက်နဲ့ဒါအောင်မြင်နေကြပြီပေါ့နော်ကျမကအောင်မြင်မှုအတွက်အရန်ကိုနောက်မေးနေတယ်ပေါ့နော်အဲ့တော့6လဆိုတဲ့အချိန်နဲ့ကျမကြာခဲ့ပြီ6လနီးပါးလေးကြာခဲ့ပြီပြီးတော့ဗီဒီယိုတွေလည်း68ပုံကျမတင်ပြီးပြီပေါ့နော်ဒါပေမဲ့ကျမရဲ့view တွေကတက်လာမယ်ဆိုနောက်တင်တဲ့ဗီဒီယိုမှာ view တွေကကျသွားတယ်အဲ့ဒါတွေလည်းကျမကဒီပေါ့နော် YouTube ရဲ့ဒီ YouTube studio ထဲမှာပြန်ပြီးတော့အဲ့အရာတွေကို check up လုပ်နေရပေါ့နော် check up လုပ်နေပြီးတော့ဘယ်လို video မျိုးစားတွေကြောင်းမို့လို့ကျမကview တွေကျသွားတာလဲကျမရဲ့ content တင်ဆက်ပုံကြောင်းလား thumbnail လားပေါ့နော်ကျမဖြေရှာနေပါတယ်အဲ့တော့ဒီ weekend လာမဲ့ weekend လေးမှာကျမအဲ့အကြောင်းတွေလေးဒီညာလေးကိုလည်းအဲ့ဒီအကြောင်းညာလေးကိုလည်းကျမမျှဝေသွားပါအောင်မယ်ပေါ့နော်ဒီဗီဒီယိုလေးမှာပြောချင်တာကကျမလိုပဲ content တွေကိုဖန်တီးပြီးတော့5 6လကြာပေမဲ့လဲအခုဒီ audience တွေအများကြီးမရသေးတာပေါ့နော်ပြီးတော့ view တွေအများကြီးမရသေးတဲ့အတွက်စိတ်တက်မကြပါနဲ့လို့ကျမရှိပါသေးရဲ့ပေါ့နော်ရှင်တို့နဲ့အဖြေကျမရှိပါသေးတယ်အဲ့တင်တာလဲကြာပြီပေါ့နော်အချိန်လဲကြာလာပြီဗီဒီယိုလဲများလာပြီဒါပေမဲ့အခုထိပေါက်မြောက်တဲ့ဗီဒီယိုတွေမရှိသေးဘူးဆိုလို့ရှိရင်မိတ်ဆွေတို့နဲ့ကျမနဲ့ဘဝအတူတူပါပဲအဲ့တော့ကျမအားပေးချင်တာကကျမလိုပဲအချိန်နဲ့နည်းနည်းကြာလာပြီပြီးတော့ဗီဒီယိုတွေလည်းတင်လာတာများလာပြီဒါပေမဲ့အခုထိမအောင်မြင်သေးဘူးဆိုတော့တငယ်ချင်းတွေစူးစမ်းပေါ်တွေအတွက်ကျမကဒီနေ့ဗီဒီယိုလေးကအားပေးချင်တာပါပေါ့နော်ကျမကိုကျမလည်းပြန်ပြီးတော့အားပေးတဲ့သဘောပေါ့နော်အားပေးတယ်ပြီးတော့မိတ်ဆွေတို့အနေနဲ့လည်းကျမတို့ဘဝတူတွေရှိရင်ကျမကပြန်ပြီးအားပေးတဲ့အနေနဲ့ဒီနေ့ဗီဒီယိုလေးကိုလုပ်ဖြစ်တယ်ပထမတစ်ချက်ကမေးလာတဲ့မောင်လေးရဲ့ comment လေးကိုဖြေနေဒုတိယတစ်ချက်ကတော့ကျမလိုပဲစူးစမ်းပေါ်တွေရှိလို့ရှိရင်လည်းစိတ်တက်မကြပါနဲ့ကျမတို့ရှေ့ဆက်ပြီးတော့သွားကြည့်အောင်ပေါ့နော်အခုမှအချိန်ကာလက9လကျော်6လပဲရှိပါသေးပေါ့နော်ဒါပေမဲ့ monetization ကဘယ်စီနေမှန်းလည်းမသိသေးဘူးပေါ့နော်အဲ့တော့ဝစ်ဆိုင်အဝိုင်းလည်းမပြည့်သေးဘူး audience တွေအနေနဲ့လည်းကျမတို့ဆိုလို့ရှိရင်200တော့မပြည့်သေးဘူးပေါ့နော်အဲ့တော့ဒါပေမဲ့ကျမတို့စိတ်တက်ကြနေလို့လည်းမဖြစ်ပါဘူးစိတ်တက်ကြပြီးရက်လိုက်ရင်လည်းကျမတို့ကရက်သွားတာပဲရှိမှာပေါ့နော်ကျမတို့ယုံကြည်ရဲ့အရာတစ်ခုစီကိုကျမတို့မရောက်တာပဲရှိသွားမှာပေါ့နော်အဲဒါကြောင့်မို့ဆက်လက်ပြီးတော့စူးစမ်းကြပါမယ် fighting မှာပြီးတော့ပေါ့နော်တင်းတင်းလေးလည်းဖြစ်တယ်အဲ့တော့ကျမကဗီဒီယိုတစ်ပုတ်တော့ဖန်တီးပြီးတော့ YouTube ပေါ်မှာတင်မယ်ဆိုပြီးတော့အချိန်မရအောင်ပေါ့နော်ကျမစူးစမ်းပြီးတော့လုပ်မဲ့အချိန်မှာပဲကျမရဲ့ကံပါဗီဒီယိုလေးအောက်မှာမလေးချက်ကလာပြီးတော့ comment လေးပေးသွားတယ်ပေါ့နော်အဲ့ဒါတော့ဒီကင်မရာမှာပတ်စစ်နေရိုက်လို့ရှိရင်ပေါ့ဘလို့ရိုက်ရလဲပေါ့နော်ပြီးတော့ဒန်နာရီဆိုတာလေးကိုလည်းဘလို့ရိုက်လဲဆိုပြီးတော့မလေးချက်ကမေးထားတယ်ပေါ့နော်အဲ့တော့ကျမအတွက်ခေါင်းစဉ်ကကွက်တက်ခေါင်းစဉ်ကထူးထူးစဉ်းစားစရာမလိုတော့ဘဲနဲ့ဒီမောင်လေးရဲ့ question လေးကိုဖြေချရင်းနေပဲပေါ့ကျမဒီဗီဒီယိုလေးကိုလုပ်ဖြစ်သွားပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျမတို့ဗီဒီယိုလေးကိုစားလိုက်ကြရအောင်ပါကဲမှာကျမတို့ကမြန်မာစာတွေရိုက်တဲ့အခါကြာလို့ရှိရင်အရင်ဆုံး Canva application ထဲမှာကျမတို့မြန်မာ font လေးထည့်သွင်းထားရပါတယ်ပေါ့နော်အဲ့ဒီအကြောင်းလေးကိုကျမအခုလာမယ့်ဗီဒီယိုလေးမှာရှင်းပြပါမယ်ပေါ့နော်အဲ့တော့အဲ့ဒီမြန်မာ font လေးကိုထည့်သွင်းထားပြီးတဲ့ချိန်မှသာကျမတို့ကဒီ Canva မှာမြန်မာစာတွေကိုမှန်အောင်ရိုက်နေမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျမကဘာကိုသုံးလဲဆိုလို့ရှိရင်ပကံကီးဘုတ်ကိုသုံးတယ်အဲ့တော့မောင်လေးမိထားတဲ့ဒန်နာရီဆိုတဲ့စကားလုံးကြီးကကျတော့အမသုံးနေတဲ့ပကံကီးဘုတ်ရဲ့ဒီပေါ့နော်ပြည်တော်စုဖောက်မှာတခါရဲပါပြီးသားပေါ့နော်လက်ကွက်လေးမှာကီးဘုတ်တန်းလေးရဲ့အပေါ်ဆုံးလေးမှာဒန်နာရီဆိုပြီးတော့ဒန်တာဒါဆိုပြီးတော့မျိုးပါတယ်ပေါ့နော်အဲ့တော့22 percent နေလုံးဆရာမလို့ပဲနေတခါရဲတစ်လုံးနဲ့တန်းရိုက်လိုက်တာနဲ့ဒီဒန်နာရီဆိုတဲ့စာလုံးလေးရိုက်လို့ရတယ်ပေါ့နော်အဲ့တော့တခြားသော percent တွေကိုလည်းအမားတို့ကရိုက်မယ်ဆိုလို့ရှိရင်ဥပမာအဖြစ်အုံမာကိုရိုက်မယ်ပေါ့နော်မဥမာဆိုရင်နာမည်ကိုရိုက်မယ်ဆိုလို့ရှိရင်အမားတို့ကအခရာဥအရင်ရိုက်ပါတယ်ရိုက်ပြီးတဲ့အခါကျရင်မကိုအရင်ရိုက်တယ်ရိုက်ပြီးတဲ့အခါကျရင်ကီးဘုတ်ရဲ့အောက်ဆုံးနှမ်းလေးမှာအပေါင်းကလေးရှိရပေါ့နော်အဲ့ဒီအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးတော့ခါကြမှာနောက်ထပ်မတစ်လုံးကိုရိုက်တယ်ပေါ့နော်အဲ့ဒီပုံစံတိုင်းပဲတခြားသောဒီပတ်စစ်လေးကိုလည်းအဲ့တိုင်းပဲရိုက်ပါတယ်ပေါ့နော်အဲ့ခါကျရင်သူကအုံမာဆိုပြီးတော့သူထွက်လာပါလိမ့်မယ်ပေါ့နော်ပတ်စစ်လေးဖြစ်သွားတယ်ပေါ့အဲ့လိုနည်းနဲ့ပဲမတို့အခြားသောပတ်စစ်တွေကိုလည်းရိုက်နိုင်တယ်ဒီလွယ်ကူရိုးရှင်းဆုံးအနေနဲ့အမကဒီဗီဒီယိုလေးမှာဒီပတ်စင်ရိုက်နည်းလေးနဲ့မောင်လေးမိထားတဲ့ဒန်ယာကြီးဆိုတဲ့စကလုံးလေးရိုက်နည်းကိုအမမျှဝေလိုက်ပါတယ်ပေါ့နော်အရင်ဆုံးမတို့ကကင်ပါမှာ
thumbnail ဆွဲမယ်ဆိုလို့ရှိရင် Canva application ကိုအရင်ဆုံးဝင်လိုက်ပါမယ်ရောက်ပြီဆိုတာနဲ့အပေါ်မှာပါတဲ့အနီအောင်ဒီစာရေးပုံလေးပေါ့နော်အသေးလေးနဲ့စာရေးကလေးကိုနှိပ်လိုက်မယ်ပေါ့နော် social media တွေကနေပြီးတော့မတို့ကဒီ YouTube thumbnail ဆွဲမှာဖြစ်တဲ့အတွက် YouTube thumbnail လေးကိုနှိပ်မယ်အဲ့မှာ design တွေကိုကြိုက်သလောက်ပေါ်လာမယ်ပေါ့နော်ရွေးလိုက်မယ်ဒါလေးကိုမှဗမာဖောင်းပြောင်းလိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီစာတန်းလေးကိုလက်နဲ့တစ်ချက်ထိလိုက်ပါပေါ့နော်ထိပြီးရင်မတို့ကဒီကောင် edit လုပ်မယ်ပေါ့နော် edit လုပ်မယ်ဒီအောက်ကပါတဲ့ keyboard လေးကိုနှိပ်လိုက်မှာပေါ့နှိပ်လိုက်ပြီးတော့ခုနမောင်လေးပြောတဲ့ data လေးကိုရိုက်ကြည့်အောင်အပေါ်လေးမှာ data ရှိဒါဆိုရင်ရသွားပြီပေါ့နော်အဲ့တော့အဲ့ဒါလေးကိုပဲမတို့ကပတ်စင်နေပေါ့နော်တင်းဘောကိုရိုက်မယ်ဆိုရင်တာရီငတ်တာတင်းပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်မယ်တဝေထိုးကိုရိုက်မယ်ဘာကုန်ရေးချဘောတင်းဘောပေါ့နော်ဒါဆိုရင်ရပြီနောက်တစ်ဂင်းကပေါ့ဂါရီငတ်တဲ့ဂင်းအပေါင်းလေးနှိပ်မယ်ဂငယ်ရေးချဂင်းကရပြီနော်နောက်ထပ်ဘာရှိသေးလဲဆိုအုံမာပေါ့ခုနအုံမာတခြားနေမာပြီးရင်အပေါင်းလေးနှိပ်မယ်မာရေးချအုံမာဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်မက content တွေကိုပြန်ပြီးတော့ပုံမှန်ဖတ်တီးသွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ပေးပါအောင်လို့နေ့တိုင်းရက်ခဲ့ကြပါတယ်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေနောက်ထပ်ဗီဒီယိုမှာကျွန်မတို့ပြန်လည်ဆုံတွေ့ပါမယ်